Hello ဒုတိမိတ်ဆွေများအားလုံးမင်္ဂလာပါပိုလီဒူဒီကျူချန်နယ်မှာချစ်ဆိုပါတယ်ကျွန်တော်ဒီနေ့19ရက်2025ပိုလီဒူလေးပေါ့နော်ဒါကျွန်တော်မိတ်ဆွေတွေဒီကကျွန်တော်တင်ပြတာဖြစ်ပါတယ်နှစ်ပိုင်းမနေ့တော့ကျွန်တော် live မကောင်းတဲ့အတွက်ကျွန်တော်မတင်ခဲ့ရပါဘူးအဲ့တော့ဒီနေ့ဒါကျွန်တော်မိတ်ဆွေတွေရအောင်အတွက်တင်ပြလိုက်ရှင်ဖြစ်ပါတယ်အဲ့တော့ဒီစီစဉ်လေးမစတင်မှာကျွန်တော်ဒုတိယ channel ကို subscribe နှိပ်ပြီးအောင်တောင်းဆိုရှင်ပါတယ်ဗီဒီယိုဖိုင်လေးဒီစီအောင်ကြည့်ပါဒါဗီဒီယိုဖိုင်တော်လေးပါခင်ဗျကျွန်တော်တင်ပေးထားတာနော်တွဲမီတော့ကျွန်တော်ဒါပုံမှန်ကျွန်တော်ဒုတိယပေးရဒီမှာတော့တွဲမီတင်ပေးတယ်နောက်ဒါအခုဒုတိယဖွင့်ရဒီမှာကြတော့လည်းကျွန်တော်ဒီပုံစံလေးပဲတင်ပေးတော့ဖြစ်ပါတယ်အဲ့တော့ subscribe မလုပ်ရသေးတဲ့မိတ်ဆွေများရှင် subscribe နှိပ်ပြီးအားပေးပါ like share လေးလုပ်ခင်ဗျနော်အဲ့ဒါမနေ့က live မကောင်းလို့မတင်ခဲ့ရတယ်ကျွန်တော်ဒီကဏ္ဍတော့မရအောင်ကျွန်တော်ရေးထားတဲ့ထဲမှာတော့ပါပါတယ်ခင်ဗျတစ်ချိန်နော်အဲ့တော့ဒီနေ့ကတော့ဒါကျွန်တော်မိတ်ဆွေတွေဒီတက်ရအောင်အတွက်ကျွန်တော်အဲ့တော့နေကုန်ကြီးဝမ်းချင်းလုံးပိုင်ပရိခွေကဏ္ဍမိတ်တို့ဖွက်တာကျွန်တော်ဒီနေ့နေကုန်ကြီးရပါတယ်ရှိလဲဆိုကျွန်တော်တွက်ဆိုင်ကကြားထားတဲ့ဒီဖြစ်တယ်ဒါတွက်ဆိုင်ကကြားတဲ့တွက်ရှိကဏ္ဍတွေကကျွန်တော်ဒီမိတ်ဆွေဖြစ်တယ်နော်အဲ့တော့နေကုန်ကြီးရဲ့အနေနဲ့ကတော့ကျွန်တော်ဒီနေ့ကတီးရှောက်ကိုနော်နေကုန်ကြီးရဲ့အနေနဲ့တီးရှောက်ကိုနေပုံတုံးနေဒါတနေကုန်စားမဲ့ကြီးရဲ့တီးရှောက်ကိုရှိတယ်နော်အဲ့ဝမ်းချင်းကြီးကကျွန်တော်ကရနေပြီဝမ်းချင်းမရရင်ကျွန်တော်ကပ္ပဝမ်းချင်းမရရင်ကျွန်တော်တို့တွေ့ကြပါထိုးရတဲ့တိတ်အစီပြီးတဲ့အတွက်ကြောင့်ကျွန်တော်အတွဲလိုက်ချပြီးရှင်ပြပါတယ်နော်အဲ့တော့ဝမ်းချင်းကဒီနေ့ကျွန်တော်တို့ဘုဒ္ဓကြီးအတွဲဝမ်းချင်းကဒီ3ရှိဆိုရယ်ကပ္ပဝမ်းချင်းတစ်ခုရှိတယ်နော်4ကိုကပ္ပဝမ်းချင်းတစ်ခုရှိ3ရှိနဲ့4ကိုနဲ့နော်3ရှိ4ကိုကပ္ပဝမ်းချင်းရှိတယ်အဲ့ကျွန်တော်မိတ်ဆွေသားရအောင်အတွက်ကျွန်တော်အစားပြီးချင်းဖြစ်ပါတယ်နောက်လုံးပိုင်ကကျွန်တော်တို့ဒီနေ့အတွက်လုံးပိုင်ကဒါဘုရားနေ့အတွက်ထိုးရမယ်လုံးပိုင်နော်6တလုံးရှိတယ်8တလုံးရှိတယ်6ရှင်းလုံးပိုင်အနေနဲ့ကစားမယ်6ချစ်ကိုလုံးပိုင်အနေနဲ့ကစားမယ်နော်တိ6ကိုနေကုန်ပြီးနေလို့ဖြစ်နေအထီးခွေကစားမယ်ခွေကနန်းကြီးကျွန်တော်တို့နောက်ဘက်မှာလာကျွန်တော်ခဏနေရှားပြမှာဖြစ်ပါတယ်နော်အဲ့တော့ break ကပါရှိလဲနော်break ကဒီနေ့ကကျွန်တော်1 break ရှိတယ်ကိုလုံးလေးပါ10 break ရှိတယ်3 break ရှိတယ်1 8 3 break ပေါ့နော် break အနေနဲ့ကြားလို့ဆိုရင်1 8 3 break ဒါဒီကျွန်တော်တို့ဒီကုန်ကြီးဝမ်းရှိနေလုံးပိုင်နဲ့ဒါကပ်ပြီးတော့ခွေကစားရမှာပေါ့နော်1 8 3 break ကိုအခွေကနန်းကြတော့ကျွန်တော်ကဒီမှာတနေကုန်ကြီးဖြစ်တယ်ဒီရှောက်ကိုဒီကုန်ကြီးဖြစ်တဲ့ဒီရှောက်ကိုနေပြီးတော့ဖြစ်နေထည့်ပြီးတော့ခွေပေးရမှာဖြစ်တယ်နော်ဒီရှောက်ကို4ရှင်းဒီရှောက်ကို4ရှင်းခွန်ဒါပဲဖြစ်နေထည့်ပြီးတော့
ခွေပေးရမှာဖြစ်တယ်နော်အဲ့တော့ဒီခွေကဏ္ဍကိုနေပြီးတော့ကျွန်တော်တို့6လုံးပေးထားတယ်ဆိုတာကျွန်တော်တို့ခါတလေခွေကဏ္ဍတွေကလည်းကျွန်တော်တို့လွဲနေပြီးတော့ကျွန်တော်တို့မှာဒီကတွက်ဆိုင်ကကြားတဲ့ကဏ္ဍတွက်ဆိုင်ကကြားတဲ့ဒီတွက်ဆိုင်ကဏ္ဍမှာလည်းဒီနောက်ကတ်တဲ့ကဏ္ဍတွေကလက်တဲ့ကြမှာဒါလေးကျွန်တော်တို့ထိုးရတာအဆင်ပြေတဲ့နေရာကျွန်တော်တို့ဒီကဏ္ဍအားလုံးဒီလည်းကျွန်တော်တို့ဒါဒီတွက်ဆိုင်ကရှာပေးထားတယ်ကျွန်တော်ကဏ္ဍကြီးဖြစ်ပါတယ်အဲ့နော်ဒီကတိတက်ဆွဲပြီးထုတ်ထားတဲ့ကဏ္ဍမျိုးမဟုတ်ပါဘူးဆွဲပြီးရေးထားတဲ့ပေါက်ပတ်ပြီးရေးကဏ္ဍမျိုးမဟုတ်ပါဘူးအဲ့တော့မိတို့ကကျွန်တော်တို့ဒီဗုဒ္ဓဂုလိမှာပါပြီးကောင်းလေဆိုရင်ကျွန်တော်နော်ရှောင်းလေးတစ်ခွက်ကောင်းနော်ကိုလေးခုံလေးနော်ရှောက်ရှိကိုရှိလေးရှိမိတို့ကအနေနဲ့ကြာကျွန်တော်ဒီကနေ့6လုံးကိုနေပြီးတော့ဒါဒီကနေ့6ခုပေါ့နော်ဒါထုတ်ပေးလိုက်တာဖြစ်ပါတယ်အဲဒီကနေ့6ခုကလည်းပဲကျွန်တော်တို့ဒီအခုခွေကနေ့များကိုကျွန်တော်ရေးပြီးတော့ထုတ်ပေးတာဖြစ်ပါတယ်နော်ကျွန်တော်ဗီဒီယိုပိုင်းကြည့်ရှုနေရတဲ့တူတူမိတ်ဆွေများအားလုံးဒါဒီနေ့19ရက်စနေနေ့မှာဆက်လက်လာဖို့တို့ဒီမှာနေကုန်ပေါက်နိုင်ပါလိမ့်မယ်ဆုတောင်းပေးအားလုံးကျေးဇူးအထူးတင်ပါတယ်ခင်ဗျ